အားလုံးပဲမင်္ဂလာပါခင်ဗျလောကမှာတမိုးရှိရှိရှင်သန်မှုအတွက်လိုအပ်တဲ့အချက်လက်တွေကဘာတွေလဲလောကမှာတမိုးရှိရှိနေထိုင်မှုအတွက်လိုအပ်တဲ့အချက်ကတော့အချက်၄ချက်အနေနဲ့ဖော်ပြသွားမှာပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့ပညာရပ်တစ်ခုခုကိုကျွမ်းကျင်ပိုင်နိုင်စွာတက်မြောက်အောင်သင်ယူပါလူလောကထဲမှာကိုယ့်ခြေထောက်ကိုပေါ်ယက်တည်နိုင်မှုနဲ့အသက်မွေးဝမ်းကြောင်းပြုနိုင်မှုအတွက်ဆိုရင်အခြေခံအကြဆုံးမှာပညာရပ်တစ်ခုခုကိုတက်မြောက်ထားဖို့ပဲဖြစ်ပါတယ်ဒီလိုပညာရပ်တစ်ခုကိုတမွေးဝမ်းကြောင်းတစ်ခုပညာရှိမှာပဲမိမိကိုယ်ကိုတမွေးနိုင်ပြီးတော့ကြန့်ရှိတဲ့ဘဝတိုးတက်ရေးကိစ္စတွေကိုစဉ်းစားနိုင်မှာပဲဖြစ်ပါတယ်။ဒါ့အပြင်ယနေ့ခေတ်ကာလဟာအများနဲ့ပြောင်းလဲနေတဲ့အတွက်ကြောင့်မိမိတက်ထားတဲ့ပညာတွေကိုလည်းပဲအများနဲ့ upgrade လုပ်နေဖို့နဲ့သင်ယူလို့စိတ် next to learn ဖြစ်နေဖို့လည်းလိုအပ်ပါတယ်။နံပါတ်2မိမိပိုင်ဆိုင်ထားတဲ့အရာတွေကိုအများနဲ့မျှဝေပါမိမိရဲ့ကြိုးစားမှုကြောင့်ရရှိလာတဲ့နာမည်ခွန်သတင်းစီးစိမ်ဥစ္စာနဲ့ယာရုအာဏာတွေကိုအခြေခံပြီးတော့အများအတွက်ပြန်လည်မျှဝေပေးဖို့လိုအပ်ပါတယ်မိမိအောင်မြင်နေတဲ့အချိန်ဒီမှာထိုအောင်မြင်မှုတွေနဲ့ကြော်ကြားမှုတွေကိုအသုံးပြုပြီးတော့လူမှုအတိုင်းဝိုင်းအတွက်အကျိုးပြုဖို့နဲ့မိမိထံမှာရှိတဲ့ငွေကြေးတွေကိုလိုအပ်နေသူတွေအတွက်ခွဲဝေသုံးစွဲဖို့အရေးကြီးပါတယ်မိမိရရှိထားတဲ့အရာတွေရဲ့80%ဟာပဝန်းကျင်နဲ့ခေတ်ကာလရဲ့အထောက်ပံ့များကြောင့်ဖြစ်တယ်ဆိုတာကိုသတိပြုသင့်ဖို့ဆိုထားပါတယ်နံပါတ်3ချက်ကအကောင်းလောကဓာတ်နဲ့ဂျုံတဲ့အခါမှာမနမတက်ဖို့ကြိုးစားရမှာဖြစ်ပါတယ်ဘဝမှာချီးမွမ်းခံရခြင်းလှပပေါ်များခြင်းနဲ့အောင်မြင်မှုတွေကြုံရတဲ့အခါမှာဘဝင်မမြင်မဲနဲ့စိတ်ကိုတည်ငြိမ်အောင်ထားရှိသင့်ပါတယ်အကောင်းလောကဓာတ်တွေဟာအချိန်တိုင်းပျက်စီးပြန်လည်ပြီးတော့ပျက်စီးတဲ့သဘောတရားရှိတဲ့အကြောင်းဒီအရာတွေပေါ်မှာဂုံမောက်ချင်းမရှိဘဲနဲ့နေထိုင်တတ်ဖို့လိုအပ်ပါတယ်နံပါတ်4ချက်ကတော့အစိုးလောကဓာတ်တွေနဲ့ဂျုံတဲ့အခါမှာစိတ်ကိုကြံ့ကြံ့ခံနိုင်အောင်ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်ဘဝမှာဆင်းရဲဒုက္ခတွေအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါမှာစိတ်တမကြဘဲနဲ့ကြံ့ကြံ့ခံနိုင်ရရှိဖို့အင်မတန်အရေးကြီးပါတယ်မိမိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာအချိန်တိုင်းရင်ပြီးစီးသွားမှာဖြစ်ပြီးတော့၎င်းတွေကိုကြော်ဖြတ်သွားမယ်ဆိုရင်မိမိကိုယ်ကိုယုံကြည်မှုနဲ့မျှော်လင့်ချက်တွေကိုလက်မလွတ်သင့်ပါဘူးအချို့အပြင်ပြောမယ်ဆိုရင်ဘဝမှာစူးစမ်းအားထုတ်မှု effort မျှဝေမှု sharing နဲ့ဥပက္ခတရားတွေဟာအကောင်းဆုံးလောကဓာတ်တွေကြားထဲမှာစိတ်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်ခြင်းတွေကိုလက်ကင်ထားခြင်းဖြင့်တန်ဖိုးရှိတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်